အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့မကွေးတိုင်းသားဖြစ်ပါတယ်အခုလက်ရှိတောင်ဝန်ထမ်းဆောင်နေတာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာကျွန်တော်ပြောချင်တာကမကွေးတိုင်းရဲ့သတင်းလေးတစ်ခုရလို့မကွေးတိုင်းစမောင်ဝဲမြို့နယ်ဧကရဲစခန်းရှေ့မှာဂိတ်ချထားပါတယ်အဲ့ဒီဂိတ်ဟာပတ်စံတောင်းတာကျန်းတယ်လို့ရွာနီး6ဆက်ကသူဒီကကျွန်တော်ကိုသတင်းပေးပါတယ်အဲ့လိုပေးတယ်ဆိုတာလေပြည်သူတွေအတွက်ကောင်းပါတယ်ခင်ဗျားတို့လုပ်ရက်တွေမှားနေတယ်ဆိုတာရောခင်ဗျားတို့သိရလားဂိတ်ချပေးထားတယ်ဆိုတာမတမာတဲ့သူတွေဝင်မလာအောင်လို့ဂိတ်ချပေးထားခြင်းဖြစ်ပါတယ်ခင်ဗျားတို့ဆိုင်ကတစ်စီးကို1000တောင်း900တောင်းကားတစ်စီးကို2000တောင်း3000တောင်းတောင်းမှုဂိတ်ချပေးတတ်တာမဟုတ်ပါခင်ဗျားတို့ကဘလို့ဖြစ်လဲဆိုတော့ဂိတ်မှာထိုင်ပြီးတော့ကားလာရင်ပတ်စံတောင်းမယ်1000လာရရင်စခန်းမှုမအပ်ဘူးဆိုရင်မလုပ်မလဲခင်ဗျားတို့ဂိမ်းထည့်ဆိုမယ်ဂိမ်းရှိုးရင်ကားသမားတွေပို့ပြီးညက်ပြီးတောင်းမယ်စောက်ကျင်းလေးတို့ပြင်มาတော့အခုလိုပတ်စံတွေကောက်နေတာကိုပြည်သူတွေကပြောပိုင်ခွင့်မရှိမဟုတ်ဘူးပြောပိုင်ခွင့်ရှိဒါပေမဲ့ပြည်သူတွေကမပြောရဘူးပြောလိုက်တဲ့နဲ့ဘယ်သူဘဝပြောတယ်ဆိုတော့ခင်ဗျားတို့ထောက်လန်းပြီးလိုက်ဖမ်းမှာအဲ့လိုတွေရှိနော်အဲ့တော့ပြည်သူမပြောရတဲ့စကားကိုကျွန်တော်ပြောပြမယ်ခင်ဗျားတို့အဲ့လိုဂိတ်တွေချပြီးထားရဲဆိုတာမတမာသူတွေကိုဖမ်းဆီးဖို့နော်တရားမဝင်တာတို့စစ်ဆေးမြင်းမြန်းမှုအပြစ်မဲ့ပြည်သူတွေကိုခင်ဗျားတို့ဒုက္ခပေးဖို့မဟုတ်အပြစ်မဲ့ပြည်သူတွေခင်ဗျားမှာတနေ့လုံးမှတနေ့စားရတယ်ပေါ့ကနော်ခင်ဗျားတို့မှာလာတာရှိလာတာနဲ့လောက်အောင်စားကိုဝင်ဝင်နဲ့ထောက်ဝင်ညီအောင်စားအပုံငွေရှာရဲဆိုတာဘာလို့ဖို့လဲခင်ဗျားမိသားစုအဆင်ပြေဖို့လားခင်ဗျားမိသားစုအဆင်ပြေတယ်ဆိုရင်ကျန်တဲ့မိသားစုတွေဘဝပြတ်ပေးရမှာလားခင်ဗျားတို့ကဒီကိစ္စတွေဒီလိုတွေပတ်စံနေတောင်းနေတယ်ဆိုတော့ခင်ဗျားတို့မျိုးနယ်မှုတွေတိုင်းမှုတွေသိလဲအဲ့လိုပြောရင်ဘယ်သူမှသိမှာမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့ဧကရဲစခန်းကိုကျွန်တော်ပြောချင်တာခင်ဗျားတို့တွေရက်တန်းရက်ပါခင်ဗျားတို့အကြောင်းနဲ့အဖွဲ့အစည်းအားလုံး